ဒီနေ့ကတော့ kiwi လေးကတော့စလိုင်းလာလုပ်ပြမှာဖြစ်ပါတယ်ရှင်ဒါကကျတော့စလိုင်းလုပ်လို့ရှိရင်လိုအပ်မဲ့ပစ္စည်းလေးတွေပေါ့နော်ဘာလေးတွေရှိမလဲပြပေးပါမယ်ပထမဆုံးကတော့ဆက်ပြာရည်ရှိမယ်ဆက်ပြာရည်လေးကတော့ဒီဆက်ပြာရည်လေးသုံးတယ်ပေါ့နော်ဒါပေမဲ့အသေးလေးတို့မှာအသေးလေးတို့မှာပေါ့နော်ဆက်ပြာရည်ကတော့ပေါ့နော်ကိုကြိုက်တဲ့ဟာသုံးလို့ရတယ်ကိုမှရှိတဲ့ဆက်ပြာရည်ပေါ့နော်သုံးလို့ရပါတယ်ပြီးလို့ရှိရင်တော့ကော်လေးလည်းပါပါမယ်ကော်ကကြတော့ဒီလိုမျိုးအရည်ပေါ့နော် TOA တစ်စိမ့်ဆိုရဲပေါ့နော်ကော်လေးဖြစ်ပါတယ်ဒီကော်လေးနည်းနည်းလေးပါမယ်ပေါ့နော်ဒီကော်လည်းနည်းနည်းထည့်ရမယ်ပြီးတဲ့ခါကျလို့ရှိရင်ဒီလိုပေါင်တာအရှိန်ပေါ့နော်ပေါင်တာအရှိန်လေးလည်းလိုအပ်ပါတယ်စလိုင်းလုပ်လို့ရှိရင်ဒီပေါင်တာအရှိန်လေးကလည်းအဓိကပါတယ်ပေါ့နော်သူပါမှပဲအဲ့လိုမျိုးစလိုင်းတုံးလေးဖြစ်မှာပေါ့နော်အဲ့လိုမျိုးလေးပါကဲဒါဆိုလို့ရှိရင်စပြီးတော့လုပ်ပြပါမယ်နော်ပြီးလို့ရှိရင်မိသွားလို့နော်ပြီးလို့ရှိရင်ဒီလိုမျိုးရေနည်းနည်းလေးပါပါမယ်ရှင်ရေကတော့ဒီလိုမျိုးနည်းနည်းလေးပဲထည့်ရတယ်ပေါ့နော်โอเคဒါဆိုလို့ရှိရင်မမတို့စပြီးတော့လှုပ်လိုက်ကြမယ်နော်အခုပေါ့နော်အခုမမနဲ့ kiwi နဲ့လှုပ်ပြတယ်လို့မျိုးအသေးလေးတို့လည်းလိုက်ပြီးတော့လှုပ်ကြည့်လို့ရတယ်နော်โอเคဒါဆိုလို့ရှိရင်စပြီးတော့လှုပ်ကြမယ်အရင်ဆုံး kiwi လေးကတော့အရင်ဆုံးပေါ့နော်ဒီကော်အရည်လေးနည်းနည်းထည့်လိုက်ပါတယ်ကော်အရည်လေးကတော့ဒီလိုမျိုးလေးပေါ့နော်အဲ့ဒါလေးကိုထည့်လိုက်တယ်ဒီလိုကော်အရည်ကတော့လေဟိုလိုမျိုးပေါ့နော်ဒီစာရေးကလိယာရောင်းတဲ့ဆိုင်တွေမှာဆိုလို့ရှိရင်တော့ရှာပြီးတော့မောင်းဝယ်လို့ရပါတယ်ရှင်။အော်ရေထည့်ပါတယ်ရေလေးနည်းနည်းလေးထည့်လိုက်တယ်ပေါ့နော်။ပြီးလို့ရှိရင်ဒီမှာဒီလိုမျိုးလေးပေါ့နော်ကီဝီမွေလိုမျိုးအသေးလေးတို့လည်းလိုက်ပြီးတော့မွေပေးလိုက်လို့ရပါတယ်။ခင်ပြီးလို့ရှိရင်ဆက်ပြရည်လေးနည်းနည်းထည့်လိုက်ပါတယ်။ပြနဲ့ဒီလိုမျိုးလေးပေါ့နော်ကီဝီလေးမွေလိုမျိုးမွေပေးလိုက်ပါမယ်။တဲလေးတို့လည်းလိုက်ပြီးတော့လှုပ်ကြည့်လို့ရတယ်နော်အရင်လည်းမခက်ဘူးတီလားလွယ်လွယ်လေးပဲလှုပ်ရတာဒါကြောင့်မလို့လှုပ်ကြည့်လို့ရပါတယ်ပြီးလို့ရှိရင်ပေါင်တာလေးထည့်ပါတယ်ပေါင်တာအရှိန်လေးထပ်ပြီးတော့ထည့်လိုက်တယ်ပေါင်တာကကြတော့အများကြီးထည့်ဖို့လဲအများကြီးထည့်စရာမလိုဘူးပေါ့နော်ကိုလိုအပ်တလောက်လေးထည့်လို့ရပါတယ်ရှင်မထည့်ပြီးတာနဲ့ဒီလိုမျိုးလေးပေါ့နော်ရောပြီးတော့မွေလိုက်တဲ့အချိန်မှာကြည့်ကွာနည်းနည်းလေးခဲလာပြီတွေ့လားအတုံးလေးဖြစ်တော့မယ်ဒီမှာဒီလိုမျိုးလေးဆက်ပြီးတော့နည်းနည်းကြလေးပေါ့နော်မွေပေးရပါမယ်ရှင်အခဲလေးဖြစ်တော့မယ်တွေ့လားမခက်ဘူးလွယ်လွယ်လေးနော်လုံးကြည့်လို့ရတယ်ဒီလားဝေါအနက်လေးကလည်းမွေးလေးနဲ့လေပြီးလို့ရှိရင်ပေါင်တာလေးထပ်ပြီးတော့ထည့်လိုက်ပါတယ်ကဲဒါဆိုလို့ရှိရင်ဆက်ပြီးတော့မွေတယ်ပေါ့နော်အဲ့လိုမျိုးပေါ့နော်အခဲတုံးလေးပေါ့နော်အတုံးမဖြစ်ပေါ့နော်မွေပေးရမှာမရှိအခုဆိုလို့ရှိရင်ဒီမှာခဲပေါ့နော်ကြည့်ပါဝေါကြည့်ခဲခဲနဲ့ခဲလာပြီပေါ့နော်ဒီမှာကြည့်တေးလေးနဲ့ခဲလာပြီကြည့်ကွာအခုဆိုလို့ရှိရင်စလိုင်းလေးဖြစ်သွားပါပြီရှင်စစ်စစ်လေးနဲ့ပေါ့နော်ဒီလိုမျိုးလေးစလိုင်းတုံးလေးဖြစ်သွားပါပြီဒါဆိုလို့ရှိရင်ပေါ့နော်အသေးလေးတို့လည်းလိုက်ပြီးတော့လှုပ်ကြည့်လို့ရပါတယ်ပြီးလို့ရှိရင်ပေါ့နော်အရင်စေးနေရဆိုလို့ရှိရင်လေပေါင်တာလေးနည်းနည်းလေးပေါ့နော်သောမဝေကတ်နေပြီပေးလိုက်ပါနော် kiwi ကလက်ကထည့်လို့မရဆိုတော့အောင်မလို့အခုဆိုရှင်ပေါင်တာလေးပေါ့နော်ထပ်ပြီးတော့ထည့်လိုက်တယ်ထည့်ပြီးလို့ရှိရင်အဲ့လိုမျိုးလုပ်ပေးလိုက်တယ်ပေါ့နော်ဒါဆိုရင်အရင်အဲ့လိုမျိုးပေါ့နော်စိတ်ကြိုက်မဖြစ်နေတော့ဘာမှမခက်ဘူးတီလားအရင်လွယ်တယ်လိုက်ပြီးတော့လိုက်လှုပ်ကြည့်လို့ရတယ်နော်အရင်လွယ်တယ်တီလားလှုပ်ကြည့်လို့ရတယ်အခုဆိုလို့ရှိရင်ဒီမှာကြည့်ကွာစလိုင်းလေးဖြစ်သွားပါပြီတကယ်လို့ကိုကလည်းစလိုင်းကိုမှအဲ့လိုမျိုးအဖြူရောင်မကြိုက်ကွာအယောင်စုံလေးထည့်ချင်ရဆိုလို့ရှိရင်ဒီလိုမျိုးကိုကြိုက်တဲ့အယောင်လေးတွေပေါ့နော်ထည့်ပေးလို့ရတယ်โอเคဒါဆိုလို့ရှိရင်နောက်ထပ်ထပ်ပြီးတော့လုပ်ပြမယ်နော်နောက်တစ်ခုကကျတော့ဒီပေါ့နော်အယောင်လေးနဲ့တီလားအယောင်လေးနဲ့ထပ်ပြီးတော့လုပ်ပြမယ်တကယ်လို့အယောင်လေးနဲ့လိုချင်တယ်ဆိုလို့ရှိရင်အဲ့လိုမျိုးပေါ့နော်ဆေးရောင်လေးတွေတည်ရမလားဆေးရောင်အယောင်ဆိုဆေးရောင်အရည်လေးတွေတည်ရမလားအဲ့လိုမျိုးဟာလေးတွေထည့်လို့လည်းရတယ်ကီမဆိုတော့တဲ့ lip oil ပေါ့နော် lip balm လေးကိုအဲ့လိုမျိုးလေးရောလိုက်တယ်ပြီးလို့ရှိရင်ပန်းရောင်လေးဖြစ်အောင်လုပ်လိုက်ပါတယ်ကဲဒါဆိုရင်ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲเนาะအားလုံးတက် kiwi ကို like လေးနဲ့ subscribe လေးလုပ်ခဲ့ဖို့လဲတောင်းဆိုချင်ပါတယ် bye bye